စိတ်လှုပ်ရှားပွဲကောင်းပြီးကြက်တိထစရာတကောင်ရန်ခြေတံများဇလန်းကိုဖတ်ပြပေးလိုက်ပါတယ်တကောင်ရန်ခြေတံများကိုအောင်နိုင်တို့မိသားစုအိမ်တစ်ပြောင်းလာတာတစ်ပတ်လောက်ပဲရှိပါသေးတယ်အိမ်ကမြို့ပြင်ဘက်နည်းနည်းရောက်ပြီးတစ်ပင်တွေဝိုင်းရံထားတဲ့နှစ်ထပ်ပြင်တောင်အိမ်ကြီးပါအိမ်လက်ခကထင်ထားတာထက်အများကြီးတက်တာတာကြောင့်ကိုအောင်နိုင်တို့သဘောကျခဲ့ကြတယ်ဒါပေမဲ့ဒီအိမ်ကြီးမှာထူးဆန်းတဲ့အရာတစ်ခုရှိနေတာကိုသူတို့မသိခဲ့ကြပါဘူးပထမဆုံးညမှာတင်ထူးခြားမှုစတင်ခဲ့ပါတယ်ည12နာရီတိတိနာရီ7တန်166မိနေတဲ့အချိန်မှာအိမ်အပေါ်ထက်လေကားစီကနေခြေတံတန်စတင်ကြလိုက်ရတယ်ခုအောက်ထပ်မှာအိတ်နေတဲ့ကိုအောင်နိုင်ကလှေကားပေါ်ကဆင်းလာတဲ့ခြေတံကိုတေချာကြားနေရတဲ့တစ်သားကြမ်းခင်းအိုကြီးကလေးလံတဲ့ခြေလမ်းတွေအောက်မှာတအီအီမြည်နေတဲ့သူကတခိုးကတ်တာလားဆိုပြီးဓမီဆွဲတုတ်တစ်ချောင်းကင်ပြီးအပေါ်ထပ်ကိုတက်ကြည့်တယ်ဒါပေမဲ့ဘာမှမတွေ့ရဘူးလေတိုက်လို့ဖြစ်မယ်လို့တွေးပြီးပြန်အိတ်လိုက်တယ်ဒုတိယညတတိယညရောက်လာတဲ့အခါမှာတော့အခြေအနေကပိုဆိုးလာတဲ့ည12နာရီထိုးတာနဲ့အဲ့ဒီခြေတံကပုံမှန်လိုပေါ်လာစမြဲပဲဒီတခါတော့လှေကားကဆင်းလာပြီးကိုအောင်နိုင်လို့အိတ်ခမ်းတကားဝရှိမှလာရက်တဲ့တကားလက်ကင်ဘူးကိုလှဲဖို့ကြိုးစားတန်ကလောက်ဆိုပြီးကြားလိုက်ရတဲ့ကိုအောင်နိုင်ထိတ်လန့်သွားပြီးတကားဖွင့်ကြည့်လိုက်ပေမဲ့အပြင်မှာလေတိုက်တန်ကလွယ်ပြီးဘာမှမရှိပါဘူးသတင်းကျွတ်လာပြညတညမှာတော့ဒီအဖြစ်အပျက်ကအထွတ်ထိပ်ကိုရောက်လာခဲ့ပါတယ်ထုံးစံအတိုင်းတကောင်းရဲ့အချိန်မှာခြေတံတွေကလှေကားထစ်တွေစီကနေဆင်းလာပြန်တယ်ဒီတခါခြေတံကပူကျဲလောင်ပြီးအလင်းလိုနေသလိုပဲကိုအောင်နိုင်ကစိတ်ဆုံးဖြတ်လိုက်ပြီးတကားကိုဟထားလိုက်တယ်သူအိယာပေါ်မှာဟန်ဆောင်အိတ်နေရင်စောင့်ကြည့်နေလိုက်တယ်ခြေတံကအခန်းတကားဝမှာရက်သွားတယ်အခန်းထဲကိုအေးဆက်တဲ့လေတစ်ချက်ဝေးကနဲ့ဝင်လာတယ်ကိုအောင်နိုင်မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တဲ့အခါမောင်မဲနေတဲ့အခန်းဝမှာလူတယောက်မတ်တက်ရက်နေတာကိုတွေးလိုက်ရတယ်ဒါပေမဲ့အဲ့ဒီလူမှာခေါင်းမရှိပါဘူးလေပင်ပြက်နေတဲ့ခန္ဓာကိုယ်ကြီးကသွေးတွေဆူရွှဲနေပြီးခြေထောက်တွေကရွှွန့်တွေပေးကျန်းနေတဲ့အဲ့ဒီတရံဆိုးကြီးကကိုအောင်နိုင်ရဲ့ကတင်စီကိုဖြည်းဖြည်းချင်းရှောက်လာတယ်ခုကိုအောင်နိုင်အောင်မဲကြံပေမဲ့အတန်ကလဲချောင်းထဲမှာတဆုနေတယ်အဲ့ဒီအရာကြီးကကတင်ဘေးမှာရက်လိုက်ပြီးသူ့လက်ချောင်းအေးကြီးတွေနဲ့ကိုအောင်နိုင်ရဲ့ခြေထောက်ကိုလာထိလိုက်တယ်ငါခေါင်းကဲမာလဲအတန်ကနားထဲကကြားရတာမဟုတ်ပဲခေါင်းထဲကိုတန်းပြီးဝင်ရောက်လာတဲ့အတန်နဲ့ကြီးပါကိုအောင်နိုင်သတိလစ်မတက်ကြောက်လန့်သွားပြီးဖျားစာရွတ်ဖို့ကြိုးစားလိုက်တဲ့ရုတ်တရက်အိမ်ရှိကခွေးတွေဦးတန်ထွက်လာပြီးအဲ့ဒီတရံဆိုးကြီးပြောက်ကွယ်သွားပါတော့တယ်နောက်နေ့မနက်မိုးလင်းတာနဲ့ကိုအောင်နိုင်တို့မိသားစုအိမ်ပြောင်းမှုပြင်ဆင်ကြတဲ့ပစ္စည်းတွေတင်ရင်အိမ်ရှင်အဖွားကြီးရောက်လာတော့မနေနိုင်ပဲမေးကြည့်လိုက်တယ်အဖွားဒီအိမ်မှာအရင်ကဘာဖြစ်ခဲ့ဘူးလဲအဖွားကြီးကတက်ပြင်းချရင်ပြောပြတယ်လွန်ခဲ့တဲ့20လောက်ကဒီအိမ်မှာတပြားတိုင်းမှုတစ်ခုဖြစ်ခဲ့ဘူးတယ်အိမ်ရှင်ယောက်ျားကြီးကိုဓာပြတွေကခေါင်းဖြတ်တက်ပြီးအလောင်းကိုအိမ်နောက်ဖေးမှာမြုပ်ထားခဲ့တာလေသူ့ကောင်းကိုတော့ဒီနေ့ထိရှာမတွေ့သေးဘူးကိုအောင်နိုင်ကြောချမ်းသွားတယ်သူတို့ကားပေါ်တက်ပြီးထွက်ခွာလာချိန်မှာအိမ်ရဲ့အပေါ်ထပ်ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်မိတယ်ပြတင်းပေါက်ကနေခေါင်းမရှိတဲ့လူတစ်ယောက်လက်ပြနှုတ်ဆက်နေတာကိုသူမြင်လိုက်ရပါတော့တယ်ဒီဇလန်းလေးကိုသဘောကျပါရဲ့လားဗျာနောက်ထပ်ဇလန်းတက်လာပါမယ်